လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းကလူတွေမီးကိုဘယ်လိုထိန်းသိမ်းခဲ့ကြလဲဆိုတာသိကြလားဗျာမီးချစ်တီမီးချစ်စနေမပေါ်သေးတဲ့ခေတ်တုန်းကဆိုတော့လေတချမ်းမှုတ်လိုက်ရုံနဲ့မီးတောက်လာတာမျိုးပေါ့အဲ့ဒါကိုမီးချောင်းလို့ခေါ်ကြပါတယ်ဒီလုပ်ငန်းစဉ်ကတော့ဝါနဲ့စတင်ခဲ့တာပါဝါအစင်းကိုခုတ်ပြီးအထဲကိုပြုံပုံစံဖြစ်အောင်ဖောက်ပြရတာပေါ့ဘေးဘက်မှာလေဝင်ပေါက်လေးတွေထွင်းရပါတယ်ဒါကမီးတောင်မကြီးပဲမီးခဲလေးတွေအသက်ဝင်နေအောင်ထိန်းဖို့အတွက်အဓိကကြတဲ့အချက်ပေါ့တကယ်ရှိုးဝက်ချက်ကတော့အထဲကဥတိုင်ပဲပါကန်ဆုံဥနယ်တွေကိုခုတ်ပြီးတော့ဖောင်းလာတဲ့အထိရွေးစိမ့်ပါတယ်ပြီးရင်အရွက်တွေဖဲထုတ်ထူထောင်ဒီညာလုံးပေါက်ထပ်စိန်ထားရတာပေါ့ဒီလိုလှုပ်ချင်းအဖြစ်အမြင်ဓာတ်တွေပြို့သွားပြီးမီးအယမ်းလောင်လွယ်အောင်ချစ်ထွားတာပါနောက်ကဆင့်အနေနဲ့ဂျူဘင်းဂွမ်နဲ့မြင့်စင်ထားတဲ့ကန်ဆွန်းွယ်အမြင်တွေကိုအလွာလိုက်ပေါင်းပြီးတော့တေချာရောဆက်သွားတဲ့အထိထူထောင်ရပါတယ်ပြီးရင်နေလန်းရတာပေါ့အယမ်း၆တဲ့သွားပြီဆိုရင်တော့အဲ့ဒီအထုပ်ကိုနာဒီပေါင်းများစွာမီးခဲအထိတောင်းနေနိုင်တဲ့မီးစာပြောအဖြစ်ကျိတ်လိုက်ရတာပေါ့အဲ့ဒီနောက်မှာတော့မီးဆွဲအောင်လုပ်မယ်ပူစီတွေပေါင်းဆက်တာပေါ့စာပီတာကန်ကာရမတ်နဲ့ဖင်ရှူးစီစီတွေကိုရောဆက်ပြီးစက်ကူနဲ့ပတ်ဝါးပြွန်ထဲထည့်ထားရပါတယ်အဲ့ဒါကိုအားဖြည့်ဖို့အတွက်တစ်သားနဲ့တစ်သားကိုပုတ်တိုက်ပြီးတော့မီးမွေးရပါတယ်မီးချောင်းကိုမီးကြီးပြွန်ကိုအမြန်ပိတ်လိုက်ရင်မီးတောက်ကအထဲမှာနီးရဲနေရဲ့မီးခဲအထိပြောင်းလဲသွားပါတယ်မီးလိုတဲ့အခါကျရင်တော့အဖုံးကိုဖွင့်ညင်သားစွာတစ်ချက်မှုတ်လိုက်တာနဲ့မီးကပြန်ပြီးတော့တောက်လောင်လာတာပါပဲ